ဒီကလည်း unboxing တစ်ခုထပ်လုပ်မယ်အဲ့ဒါဘာလဲဆိုတော့ကြည့်လိုက်ပန်ကလေးဝင်လာဒီကောင်ကတော့2400လောက်သွားကြတယ်မကောင်းလားဆိုကောင်းနေပြောရဒါပေမဲ့နည်းနည်းအယောင်အားကြောင့်ရေးမရလို့ဝင်လာတော့ဒီလည်းတော်တော်လာကောင်းလေးဒါတော့မီးလဲပါတယ်ဟဲ့လားတော့ပန်ကဒါပန်ကနေ့တော့ဒီကတော့တော်တော်ထွက်ဒီထွက်တာကဘယ်လိုပြပြရမလီထွက်တာသွားလိုက်ရောခလုတ်ကိုရှာခဲ့နော်တော်တော်လေးမိုက်တယ်ပြီးတော့မီးရကြတော့အောက်မှာဒီဘက်ဘေးလေးမှာပါမီးဒါကကြတော့ကျွန်တော်တို့ဘာရောက်တာအနီရောက်ဒါလေးကအစိမ့်လေးရောက်ပြောဒါအပြတော်လေးအပြရောက်တော်တော်ကြိုက်နေတာဒါတော့ဒါအပန်းရောက်လာပြီလားမဟုတ်ကကာလာတော့ပြောင်းတာဟုတ်လားဟုတ်တယ်ပြောင်းပါကြကာလာလည်းပြုံးလို့ပြောင်းတယ်တော်ဟုတ်လားမီးနဲ့မိတ်ပြီးတော့ရှာအဲ့ဒါမီးရတယ်လေဒါမီးမိတ်လိုက်တော့ပို့ပြီးအရောင်ထွက်လာဒါလေးဟောဒီမှာရောင်းဆုံးပြေးရလေးလည်းပါတယ်ရောင်းပြီးနောက်မှာမီးပြေးရတယ်ရောင်းအစိုးကောင်းတယ်ဒါလေးတော့ပေါ်ကြလို့ဝယ်လာ24တော့အော်ပြီးဘက်ထရီလည်းပါပြီလားနော်တော့တူဘက်ထရီနဲ့ပြေးကြဒီကတော့တိုက်စီနေပေါ့နော်တိုက်စီနဲ့ပါဘန်းနဲ့တွင်းရဟိုဒီတိုင်းတွင်းလိုက်ရဖုန်းတက်ပတာနဲ့လည်းရတယ်ပေါ့နော်စမ်းကြည့်ကြပါဦးဒီဈေးလေးချုပ်ပြီးကောင်းတာလေးကျွန်တော်က review လာပြီး